အားလုံးကျမတော့ဆရာမရွှေနန်းထိုက်ပါကြားမြင့်ဆရာမရွှေနန်းထိုက်ပါရှင်အားလုံးကိုဓာတ်ရက်တရားလေးတစ်ချက်ပြောပြခြင်းပါတယ်အဲ့ရက်တရားလေးကငွေကြေးလက်ပိတ်နေတဲ့လူအားလုံးเนาะလုပ်ငန်းအဆင်မပြေတဲ့လူအားလုံးပြုလုပ်ဆောင်ရနိုင်ကြက်သွန်မှာเนาะအမွေတိုင်းဖျောင်းတိုင်းအမွေတိုင်း3တိုင်းစိုက်ထွန်းတဲ့ရက်တရားလေးပါရှင်ကြက်ရဲ့သဘောတဘာဝเนาะငွေကြေးအကျက်တဲ့အားလုံးလွတ်မြောက်လိမ့်မယ်သွန်ရဲ့သဘောတဘာဝเนาะအိတ်သွန်ဖောင်းဖောင်းဖြစ်နေတဲ့လူတွေเนาะအဆင်မပြေတဲ့လူအားလုံးအဆင်ပြေမယ်เนาะအဲ့ဓာတ်သဘောဓာတ်ရက်တရားလေးပြီးတော့အမွေတိုင်း3တိုင်းစိုက်ထွန်းရခြင်းအကျိုးအားเนาะရတနာ3ပါးကိုလူတန်းပူဇော်စည်းကပ်တဲ့အနေနဲ့เนาะ3နိုင်စိုက်ထွန်းထားမယ်3ရဲ့သဘောတဘာဝလက်လာပါ3ဆွဲဖြစ်ကြမယ်เนาะအဲ့တော့မြည်သည့်အချိန်မရွေးနေနိုင်မစိုးပြုလုပ်ဆောင်ရနိုင်ပါတယ်ကိုယ့်ရဲ့မွေးနေ့စိုက်တဲ့အချိန်မှာเนาะလူတန်းပူဇော်နိုင်ပါတယ်အားလုံးဒီရက်ဓာတ်ရက်တရားလေးနဲ့တူတကွအားလုံးအဆင်ပြေကြပါစေအားလုံးကျန်းမာချမ်းသာကြပါစေလို့ကျွန်မဆုတောင်းပါတယ်ပိတ်နေသောလက်တကားတွေအားလုံးเนาะပွင့်ကြပါစေလို့ကျွန်မဆုတောင်းမြတ်တာပို့ပါတယ်